လူအများစုကပျော်ရွှင်မှုကိုလိုက်ရှာကြပေမဲ့တကယ်ပြည့်စုံတဲ့ဘဝဆိုတာပုံမနဲ့ဆိုင်တဲ့အရာတွေပါဝင်နေနိုင်ပါတယ်ကိုဘဝမှာတခုခုလိုနေတယ်လို့ခံစားရပြီးပုံမပြေးဝတဲ့ဘဝတစ်ခုကိုလိုချင်တဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုကအထောက်အကူဖြစ်ပါလိမ့်မယ်ဘဝရဲ့အမောင်ဖက်နဲ့အလင်းဖက်ကိုမှန်ကန်စွာနားလည်ပြီးဘလို့ပွေ့ဖက်ရမယ်ဆိုတာဒီနေ့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်လူတယောက်ဟာအမောင်ဘက်ကိုရင်ဆိုင်ယုံတက်တယ်နဲ့စစ်မှန်တဲ့အမောင်လုံလောက်ခြင်းကိုရနိုင်မှာမဟုတ်ပါဘူး။ရှယ်ရွန်ချင်းတန်တရားစိတ်အဖြစ်ရှိတယ်လို့ခံစားရခြင်းကြီးမပါပဲအမောင်ဘက်ကိုရင်ဆိုင်နိုင်မှာအမှန်တကယ်လုံလောက်စွာမောင်ပိုက်နိုင်တာပါ။ဒါကိုဘယ်လိုရရှိမလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။ဘဝမှာအမောင်ဖက်ကိုမှန်ကန်စွာလက်ခံနိုင်တဲ့အခါလူတယောက်ဟာအလွန်လက်တွေ့ကျလာပါတယ်။အရာရာကိုအဖြူအစိမ်းမမြင်တော့ပဲဘဝကိုfitထိုက်တဲ့အတိုင်းမြင်လာနိုင်ပါတယ်။ဒီလိုအမောင်ဖက်ကိုကြုံတွေ့ဘူးသူတယောက်အနေနဲ့တခြားသူတွေရဲ့နာကျင်မှုတွေကိုလည်းပုံမနားလေစာနာနိုင်လာပါတယ်။ဘဝရဲ့ထူးဆန်းမှုမခံမနိုင်မှုနဲ့မလုံခြုံမှုတွေကိုလက်ခံနိုင်ခြင်းဟာအရေးကြီးပါတယ်။ဒီလိုမှန်ကန်တဲ့အမောင်လုံခြုံမှုကလူတယူကိုမထိန်ရှုနိုင်တဲ့အရာတွေပေါ်မှာအာဏာမထားဘဲငြင်းချစွာနေထိုင်တတ်စေပါတယ်။အတ္တကိုရှော့ချပြီးဘဝရဲ့ကြီးမားမှုကိုလက်ခံနိုင်အောင်လဲကူညီပေးပါတယ်ဘဝရဲ့အမှောင်ဘက်ကိုရင်ဆိုင်နိုင်ခြင်းကပုဂ္ဂိုလ်ရေးဆိုင်ရာရင့်ကျက်မှုကိုမြင့်တင်ပေးပါတယ်။ကိုနားလေလက်ခံနိုင်ပြီးဘဝရဲ့သားကောင်ဖြစ်တယ်လို့ခံစားရခြင်းမျိုးတွေလည်းပျောက်ကွယ်သွားပါတယ်။ထိန်းချုပ်နိုင်တဲ့အရာကိုပြောင်းလဲဖို့တတ်သိရှိပြီးမထိန်းချုပ်နိုင်တာတွေကိုလက်လျှော့တက်လာပါလိမ့်မယ်။အမောင်နဲ့အလင်းဆိုတာအပြန်လန်ပန့်ပိုးပေးတဲ့ဆက်ဆံရေးပါ။ဒါပေမဲ့တချို့လူတွေကအမောင်ကိုညင်းပယ်ကြတာပါ။ဒါမှမဟုတ်အမောင်ကြောင့်လွှမ်းမိုးခံရတတ်တယ်ပါ။အမောင်ကိုညင်းပယ်ရင်ရိုးသားဖြူစင်မှုလွန်ကဲပြီးဘဝရဲ့အမှန်တရားကိုမသိပဲခလေးဆန်တည်နေပါတယ်။အမောင်ကြောင့်လွမ်းမိုးခံရတဲ့အခါနောင်တတန်တရားစိတ်တက်ကြခြင်းနဲ့ဒေါသတွေဝင်လာနေပါတယ်။ဒါကြောင့်အမောင်ဖက်ကိုမှန်မှန်ကန်ကန်ရင်ဆိုင်ပြီးသွားတဲ့အခါအလင်းဖက်ကိုပလော်ရှင်စွာဆင်နွှဲနိုင်ဖို့ကပိုအရေးကြီးပါတယ်။အောင်မြင်မှုချစ်ချင်းမေတ္တာနဲ့ပိုင်ဆိုင်မှုလိုအလင်းဖက်ကအရာတွေကိုဆင်နွှဲတတ်ဖို့လိုပါတယ်။စစ်မှန်တဲ့အလင်းလုံလောက်ချင်းရှိတဲ့အခါဘဝကိုအမြဲချစ်မြတ်နိုးနေပါလိမ့်မယ်။ဘလို့စိန်ခေါ်မှုတွေပဲရင်ဆိုင်ရပါစေဘဝကိုဆက်ပြီးယုံကြည်နေတတ်ပါတယ်။ဘဝဆိုတာလူသားတယောက်အနေနဲ့အဆုံးမရှိတင်ယူစရာတွေနဲ့ပြည့်နေတဲ့ဆရာတပါးလို့မြင်လာပါလိမ့်မယ်။တဘာဝတရားအမှုပညာနဲ့လူသားတွေရဲ့အလားတရားကိုလည်းမြင်တတ်လာပါတယ်အလင်းလုံလောက်တဲ့အခါလှုံ့ဆော်မှုတွေပုံမူရရှိပြီးဘဝကိုရှူတောင်ပေါင်းစုံကမြင်လာပါလိမ့်မယ်။တအံ့တအောဖြစ်ခြင်းနဲ့စူးစမ်းလိုစိတ်တွေကလမ်းညွန်ပေးပါလိမ့်မယ်။ဒီလိုအလင်းရောင်စစ်နဲ့ဆိုရင်လူမျိုးဘာသာခံယူချက်နဲ့ကြားမှကွဲပြားမှုတွေဟာလူတွေကိုခွဲခြားနိုင်စွမ်းနှဲပါသွားပါလိမ့်မယ်။အရာရာကိုကြီးစုတင်စိတ်လည်းထားရှိလာနိုင်ပါတယ်ပျော်ရွှင်မှုဆိုတာရက်တန့်ပြီးကိုဖွင့်ပေးလိုက်တဲ့အခါပုံမရှာဖွေတွေ့ရှိနိုင်တဲ့အရာပါကျေးဇူးတင်စိတ်ပုံမရှိလာတဲ့အခါပျော်ရွှင်မှုတွေလည်းပုံမခံစားရပါတယ်အမောင်ဖက်ကိုရင်ဆိုင်နိုင်လေကိုယ့်ရဲ့အလင်းစင်မှန်မှုကိုယုံကြည်နိုင်လေဖြစ်ပါတယ်ဘဝရဲ့ပြေဝမှုလမ်းကြောင်းပေါ်မှာရှိသူတွေဟာရင့်ကျက်မှုရှိပြီးဘဝရဲ့ပျော်ရွှင်မှုလေးတွေကိုအလွယ်တကူလက်ခံနိုင်ကြပါတယ်